အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ The Hub Movie Recap Channel နဲ့ကြိုဆိုပါရစေဒီနေ့မှာတော့မင်းသားကြီး Jason Statham ရဲ့2026မှာထွက်ရှိထားတဲ့ရုပ်ရှင်လေးကိုတင်ဆက်မှာဖြစ်ပါတယ်ဇလန်းဆာမှာတော့လူသူကင်းမဲ့တဲ့ကျွန်းကျွန်းပေါ်ကမိပြတိုက်တစ်ခုမှာစတင်ပါတယ်အဲ့ဒီမှာတစ်ချိန်ကလူသက်သမားဖြစ်ခဲ့ပေမဲ့အခုတော့လောကကြီးနဲ့ဝေးရမှာတယောက်တည်းနေထိုင်နေတဲ့မေဆန်းဆိုတဲ့မျိုးသားတူရှိပါတယ်တစ်ချိန်တည်းမှာပဲ JC လို့ခေါ်တဲ့မိန်းကလေးနဲ့သူ့ရဲ့ဦးလေးတို့ပါလာတဲ့တင်မောကကျွန်းကြီးကိုဆက်ရောက်လာခဲ့ပါတယ်ပြီးတော့သူမဟာလှင်ငယ်လေးတစ်စင်းနဲ့ကျွန်းပေါ်ကိုတယောက်တည်းလာရောက်ပြီးရိတ်ခါချိုးလာပို့ပါတယ်။သူမဟာမျက်စိတွေကိုမေဆန်ရဲ့ပုံခုတ်ရာတကားဝါမှာချထားခဲ့ပြီးအနားမှာလက်ဆောင်တစ်ခုကိုလည်းထားခဲ့ပါတယ်။ပို့စရာရှိရာပို့ပြီးရနဲ့သူမဟာချက်ချင်းပဲပြန်ထွက်သွားပါတယ်။ဂျေစီထွက်သွားပြီးနောက်မေဆန်ဟာသူ့ရဲ့ခွေနဲ့အတူပုံခုတ်ရာနေရာကိုပြန်လာပြီးရိတ်ခါတွေကိုသိမ်းဆီးပေမဲ့လက်ဆောင်ကိုတော့ထားရခဲ့ပြီးမိပြတဲ့ကိုပြန်လျှောက်သွားပါတယ်။အဲ့ဒီမှာမေဆန်ဟာသူ့ရဲ့ခွေကိုအစာကျွေးဖို့တယောက်တည်းစစ်တူရင်ကစားရင်ထိုင်နေပါတယ်။မေဆန်ရဲ့ဘဝဟာစားလိုက်အိတ်လိုက်ရှောက်သွားလိုက်စစ်တူရင်ကစားလိုက်နဲ့မီးပြတိုင်းမှာကင်းဆောက်လိုက်ရင်ဒီတိုင်းပဲနေ့ရက်တွေကုံဆုံးနေပါတယ်။မေဆန်မှာသူ့ရဲ့ခွေရလွယ်ပြီးသူ့မှာအဖော်မရှိပါဘူး။မေဆန်ဟာကျန်တဲ့လောကကြီးနဲ့ဝေးကွာပြီးအထီးကျန်တဲ့ဒီဘဝမျိုးကိုလုံးဝနေသားကြနေပါပြီ။နောက်တစ်နေ့မနက်မှာ JC ဟာနောက်ထပ်ရိတ်ခါတွေနဲ့ကျွန်းပေါ်ကိုနောက်တစ်ခါထပ်ရောက်လာပြန်ပါတယ်။မေဆန်ဟာအပြင်ကိုနောက်တစ်ချိန်ထွက်လာပြီးပါဆယ်တော့ကိုယူပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ JC ဟာချက်ချင်းမပြန်သေးပါဘူး။မေဆန်ရဲ့ရိတ်ခါတွေကိုယူပြီးတကားပိတ်ဖို့လုပ်တဲ့အခါ JC က6ထောက်နဲ့ကန်ပြီးတားထားလိုက်ပါတယ်။ဒီတစ်ခါမှာတော့သူမဟာလက်ဆောင်ကိုမေဆန်ရဲ့လက်ထဲကိုကိုယ်တိုင်ပေးပါတယ်။ဒါပေမဲ့မေဆန်ကလက်မခံပဲဒီကိုနောက်ထပ်လုံးဝမလာဖို့သူမကိုပြက်ပြက်သားသားပြောလိုက်ပါတယ်။ JC ကအော်ခေါ်ပေမဲ့မေဆန်ကဘာမှတုံ့ပြန်မှုမလာတာကြောင့် JC ကနောက်ဆုံးမှာတော့လက်ဆောင်ကိုတကားဝမှာပြန်ထားခဲ့ပြီးပြန်သွားပါတယ်။ JC နဲ့သူမဦးလေးတို့ပြန်ဖို့ပြင်ဆင်တော့မှပဲရာသီဥတုကရုတ်တရက်ပြောင်းလဲသွားပါတယ်။လေပြင်းတွေတက်ခတ်လာပြီးမိုးတဲထန်စွာရာသွန်းကပင်လယ်ထဲမှာအန္တရာယ်ရှိတဲ့မုန်တိုင်းတစ်ခုတက်လာပါတယ်။ JC ရဲ့ဦးလေးကမုန်တိုင်းမဆိုးရွားခင်နဲ့ကျွန်းပေါ်မှာပိတ်မိသွားခင်တင်မောပေါ်မြန်တက်ဖို့သူမကိုတိုက်တွန်းပါတယ်။ JC ကသူမရဲ့လှေပေါ်တက်ပြီးအမျက်ဆုံးပြန်ဖို့ကြိုးစားပေမဲ့လှိုင်းနေကျန်းနေရကြောင်းဟန်ချက်ပြတ်သွားပါတယ်။အိမ်ထဲမှာရှိတဲ့မေဆန်ကမိုးချိတ်ထန်ကိုကြားပြီးဗရင်မောက်ကနေအပြင်ကိုကြည့်လိုက်ပါတယ်။ပြင်းထန်တဲ့မုန်တိုင်းကိုမြင်တာနဲ့သူကချက်ချင်းအပြင်ကိုပြေးထွက်သွားပြီးဂိုတောင်ထဲကလှေကိုထုတ်က JC တို့ကိုကဲဖို့ရေပြင်ထဲကိုတက်တက်မတ်မတ်ဦးတည်သွားပါတယ်။ JC ရဲ့လှေကမှောက်သွားပြီဖြစ်လို့သူမဟာအသေးအံရုန်းကန်နေရပါတယ်။မေဆန်ဟာတွန်းဆုံမနေပဲပင်လယ်ထဲကိုငုံဆင်းသွားပြီးသူမစီကိုအချိန်မီရောက်ရှိသွားပါတယ်။ဒါပေမဲ့ JC ဟာမုန်တိုင်းတန်ခံရရုံနဲ့မကပဲငါးဖက်ပိုက်နဲ့ညှိနေပြီးသတိလစ်နေတာကိုတွေ့လိုက်ရပါတယ်။မေဆန်ဟာသူမကိုပိုက်ထဲကနေအမြန်ဖယ်ရှားပြီးရေထဲကနေဆွဲတင်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲ JC ရဲ့ဦးလေးတင်မောလည်းနစ်မြုပ်သွားပြီးသူမဦးလေးကလည်းတေဆုံးသွားခဲ့ပါတယ်။မေဆန်ဟာ JC ကိုသူ့လေပေါ်တင်လာပြီးရှေးဦးသူနာပြူနီးစနစ်တွေနဲ့သူမအသက်ရှူပြတ်မှန်အောင်လုပ်ပေးနေပါတယ်။သူမသတိရလာတဲ့အခါမှာတော့မေဆန်ကအနာသက်သာစေဖို့ကျွန်းမော်ကသူ့အိမ်ကိုခေါ်လာပါတယ်။အဲ့ဒီနောက်မှာတော့ JC နိုးလာတဲ့အခါသူမရဲ့ဦးလေးချောင်းကိုမေဆန်ကိုချက်ချင်းပေးပါတယ်။မေဆန်ကသူမဦးလေးဟာတင်မောထဲမှာပိတ်မိသွားပြီးတေဆုံးသွားပြီဖြစ်ကြောင်းပြောပြပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါ JC ကအယံဝန်းနဲ့ပူစေပြီးငိုကြွေးကနောက်ဆုံးမှာတော့ပြန်ပြီးအိပ်ပျော်သွားပါတယ်။နောက်တစ်နေ့မနက်မှာတော့မေဆန်ဟာ JC ရဲ့တန်ရာတွေကိုစစ်ဆေးပေးပြီးအနာတွေကိုတက်ဆင်ပေးနေရင်တန်ရာတွေညိုမဲပြီးရောင်ရမ်းနေတာကိုသူသတိပြုမိလိုက်ပါတယ်။ JC ကဒီဖြစ်ရဲ့အကြောင်းကိုတစုံတစ်ယောက်ကိုအကြောင်းကြားထားခြင်းရှိမရှိမေးမြန်းပြီးသူမရဲ့မိသားစုတွေကသူမကိုလိုက်ရှာနေပြီဖြစ်လို့ကုန်းတွင်းဝမ်ကိုပြန်ပို့ပေးဖို့မေဆန်ကိုတောင်းဆိုပါတယ်။ဒါပေမဲ့မေဆန်ဟာသူမမှာမိသားစုမရှိတာကိုသူသိကြောင်းပြောပြပါတယ်။သူမဖေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတေဆုံးသွားခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာသူမရဲ့တူရီသောဆွေမျိုးဖြစ်တဲ့ဦးလေးဖြစ်တဲ့သူကပဲသူမကိုဆောင်းရှောက်နေခဲ့တာပါ။ဒါပေမဲ့နောက်ထပ်ဘာမှအဖြစ်မပေးတော့ပဲမေဆန်က JC ကိုအနားယူဖို့ပြောပြီးအပြင်ကအလုပ်တွေကိုလုပ်ဖို့အိမ်ထဲကထွက်သွားပါတယ်။မေဆန်ထွက်သွားပြီးနောက် JC ဟာထပြီးပရင်ပေါက်ကနေတဆင်ဂိုတောင်ထဲမှာလှုပ်လှုပ်နေတဲ့သူကိုကြည့်နေပါတယ်။ပြီးနောက်သူမဟာအိမ်ထဲကိုလိုက်လက်ရှာဖွေပါတယ်။အစွဲတွေကိုလိုက်ရှာနေတော့မှပဲသူမဟာဓာတ်တစ်ချောင်းကိုတွေ့ရှိပြီးကိုယ့်ဘာကိုလှည့်ဝက်သိမ်းဆီးထားလိုက်ပါတယ်။အဲ့ဒီညမှာမေဆန်ဆိုဖာပေါ်မှာအိပ်ပျော်နေတော့ JC ဟာအိမ်မက်ဆိုးတစ်ခုမှတ်ပါတယ်။မေဆန်ကသူမစိတ်မေးဖြစ်နေတာကိုသတိပြုပြီးအနားကိုတိုးသွားတဲ့အခါ JC ကလှမ်းလို့ပြီးသူ့ကိုဓာတ်နဲ့ပြန်ချိန်လိုက်ပါတယ်။မေဆန်ကစိတ်မဆိုးသလိုရုတ်တရက်လှုပ်ရှားမှုမျိုးကိုလည်းမလုပ်ပါဘူး။အဲ့ဒီစားဒါဟာအိမ်မက်ဆိုးတစ်ခုသာဖြစ်ပြီးသူမကိုအေးဆေးဆေးနှစ်သိမ့်ပေးပြီးသူမလက်ထက်ကဓာတ်ကိုညှင်သာစွာယူလိုက်ပါတယ်။ JC လုံးဝသတိဝင်လာတဲ့အခါမှာတော့မေဆန်ကဓာတ်ကိုဘေးကင်းအောင်နဲ့ခုခံကာကွယ်တဲ့နေရာမှာဘယ်လိုကင်တွယ်ရမလဲဆိုတာကိုရှင်းပြပါတယ်။ပြီးနောက်သူမရဲ့ဒဏ်ရာတွေကိုတစ်ခါထပ်စစ်ဆေးပေးပါတယ်။အဲ့ဒီလိုနဲ့ JC ကမေဆန်နဲ့အတူကျွန်းပေါ်မှာဆက်လက်နေထိုင်နေပါတယ်။တကယ်တော့မေဆန်ကပကြီးဆရာတယောက်ဖြစ်တာကြောင့်သူဟာအထီးကျန်နေတဲ့အချိန်မှာပုံဆွဲရဲ့အချိန်ကုန်ဆုံးလေးရှိတာကို JC သိလိုက်ရပါတယ်။ JC ကတော့မေဆန်ရဲ့ခွေနဲ့တန်ရုံးစင်ဖြစ်နေခဲ့ပြီး JC ကမေဆန်ကိုယဉ်နှီးဖို့စ조사ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ JC ကခွေးလေးမှာနာမည်မရှိတာကိုသိလိုက်ရတာကြောင့် Jet လို့အမည်ပေးဖို့ဆုံးဖြတ်လိုက်ပြီးမေဆန်ကလည်းကန့်ကွက်ခြင်းမရှိခဲ့ပါဘူး။မေဆန်က JC ရဲ့တန်ရာကိုတစ်ခါထပ်စစ်ဆေးလိုက်တဲ့အခါမှာအယောင်မကျသေးတာကြောင့်အနာဟာပိုးဝင်သွားနိုင်ပြီးစနစ်တကျဆေးကုသမှုခံယူဖို့လိုတယ်ဆိုတာကိုသူနားလည်လိုက်ပါတယ်။ဒါကြောင့် JC ရဲ့တန်ရာကကောင်းကောင်းမသက်သာလာသေးတဲ့အတွက်ဆေးဝယ်ဖို့ကုန်းတွင်းပိုင်းကိုသွားရမယ်လို့မေဆန်ဆုံးဖြတ်လိုက်ပါတယ်။
သူကဂျေစီကိုကျွန်းပေါ်မှာထားရက်ခဲ့ပြီးအိမ်ထဲမှာပဲနေဖို့မှာကြကလှေနဲ့ထွက်သွားပါတယ်မေဆန်ထွက်သွားပြီးနောက်ဂျေစီဟာမေဆန်ရဲ့ပုံဆွဲစာအုပ်ကိုလှမ်းကြည့်ရင်သူမအရင်ကပေးခဲ့တဲ့လက်ဆောင်ကိုအန်ဆိုရဲမှာတေးသေးချာချာတင်ထားတာကိုသတိပြုမိသွားပါတယ်ဂျေစီပေးလိုက်တဲ့လက်ဆောင်ကတော့မီးပြတဲ့ပုံစံအလှဆင်ပစ္စည်းလေးတစ်ခုဖြစ်ပြီးမေဆန်ကသူမရဲ့လက်ဆောင်ကိုနောက်ဆုံးမှလက်ခံလိုက်ပြီဆိုတာကိုသိလိုက်ရလို့ဂျေစီတကယ်ကိုပျော်သွားပါတယ်အခြားတစ်ဖက်မှာတော့ကုန်းတွင်းပိုင်းကိုရောက်နေတဲ့မေဆန်ဟာဆေးဆိုင်တစ်ခုထဲကိုဝင်သွားပြီးနေရာတိုင်းမှာစောင့်ကြည့်ကင်မရာတွေတပ်ဆင်ထားတာကိုသတိပြုမိပါတယ်သူဆေးတွေဝယ်နေရင်သူကိုယ်တိုင်မလိုလားပေမဲ့ CCTV မှတ်တမ်းထဲမှာသူ့ပွင့်ရည်တွေပါသားပြီဆိုတာကိုသိလိုက်ရပါတယ်ကျွန်းရံဝေမှာရှိတဲ့လန်ဒန်အခြေစိုက် Whitehall လူထုစုံစမ်းစစ်ဆေးရေးခန်းမထဲမှာစတီဗင်လို့ခေါ်တဲ့လူတစ်ယောက်ရှိနေပါတယ်။သူ့ကို UK တဝန်းကကင်မရာတွေကနေတစ်ဆင့်လူတွေကိုစောင့်ကြည့်ပြီးတိလို့ခေါ်တဲ့ AI စနစ်ကြောင်းကိုမေးမြန်းနေပါတယ်။အာနာပိုင်တွေကတိစနစ်ကိုချက်ချင်းရပ်တန့်ပြစ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နောက်ပိုင်းမှာစတီဗင်ဟာဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးဘယ်သူမှမသိအောင်လှည့်ဝက်လှုပ်ဆောင်မဲ့အကြောင်းတွေကိုဆွေးနွေးပါတယ်။တစ်ချိန်တည်းမှာပဲမေဆန်ဟာဆေးဝယ်လာပြီးနောက်အထက်ဆိုင်တစ်ခုကနေပြီးတော့အဝတ်စားတချို့ကိုလည်းဝယ်ယူနေပါတယ်။သူပြင်ကိုထွက်လာတဲ့အခါမှာတော့အမျိုးသမီးချို့ဓာတ်ပုံရိုက်ဗီဒီယိုရိုက်နေတာကိုတွေ့ရပါတယ်။အဲ့ဒီချိန်မှာပဲတိရဲ့ချက်လက်တွေကိုပြန်လည်စစ်ဆေးနေတဲ့ကျွမ်းကျင်သူတွေကမေဆန်ရဲ့ဒီနေရာကိုတွေ့ရှိသွားခဲ့ပါတယ်။မှတ်တမ်းတွေအရမေဆန်ကအတိတ်ကအစိုးရရဲ့ဘုံခွဲတဲ့ဖြစ်စဉ်တစ်ခုမှာပါဝင်ပတ်သက်ခဲ့တဲ့သူဖြစ်ကြောင်းကိုပေါ်ထွက်လာပါတယ်။ဒါကြောင့် M1 ကသူ့ကိုစုံစမ်းစစ်ဆေးပြီးရှင်းပြဖို့အေဂျင့်တွေကိုလွှတ်လိုက်ပါတယ်။သိမကြခင်မှာပဲမေဆန်ဟာကျွန်းကိုပြန်ရောက်လာပြီးသူဝယ်လာတဲ့ဆေးတွေနဲ့ဂျေစီရဲ့တရားကိုကုသပေးနေပါတယ်။သူဝယ်လာတဲ့အဝတ်စားတစ်တွေကိုလည်းပေးတာကြောင့်ဂျေစီကပျော်ပျော်ရွှင်ရွှင်နဲ့ဝတ်ဆင်ပါတယ်။ခဏကြာတော့သူတို့နှစ်ယောက်အတူတူထမင်းစားနေတော့မေဆန်ဟာပင်လယ်ဘက်ကအတန်တစ်ခုကိုကြားလိုက်ရပါတယ်။သူချက်ချင်းထရပြီးမှန်ပြောင်းတဲ့ရေပြင်ကိုကြည့်လိုက်တဲ့အခါမှာကျွန်းစီကိုဥတီပြီးလာနေတဲ့လှေတစ်စင်းကိုတွေ့လိုက်ရပါတယ်။ဘာတွေဖြစ်နေတာလဲဆိုတာကိုသူပြင်ထွက်ကြည့်မဲ့အချိန်ထိတကားပိတ်ပြီးအိမ်ထဲမှာပဲနေဖို့ဂျေစီကိုမေဆန်ကအမြန်ပြောပါတယ်။တယောက်လာတဲ့မေဆန်ဟာကျိုးတစ်ချောင်းကိုဖျက်လိုက်ပြီးသူရင်ထဲကဆင်ထားတဲ့ထောင်ချောက်တွေကိုအသက်သွင်းလိုက်ပါတယ်။ဒီထောင်ချောက်တွေကတိုက်ခိုက်လာတဲ့သူတွေကိုတယောက်ပြီးတယောက်ဒဏ်ရာရအောင်ကိုလုပ်ပြလိုက်နိုင်ပါတယ်။ရုံးရင်းဆန်ခတ်ဖြစ်နေတော့မှအေဂျင့်တချို့က JCC ကိုတွားရောက်ပြီးသူမကိုကုန်းတွင်းပိုင်းကိုပြန်ခေါ်သွားဖို့ကြိုးစားပါတယ်။မေဆန်နဲ့အေဂျင့်တွေကြားထဲမှာလည်းပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။တိုက်ခိုက်နေတော့မှအေဂျင့်တယောက်က JC ကိုဆွဲခေါ်သွားတာကိုမေဆန်မြင်သွားပြီးအဲ့ဒီအေဂျင့်ကိုချက်ချင်းပစ်တက်လိုက်ပါတယ်။မေဆန်ကတေဆုံးသွားတဲ့အေဂျင့်နာကိုတွားကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ကိုယ်ပေါ်မှာကင်မရာတစ်လုံးတပ်ဆင်ထားတာကိုသတိပြုမိလိုက်ပါတယ်။မေဆန်အိမ်ထဲကိုပြန်ဝင်လာတဲ့အခါမှာတော့ဂျက်ဟာကြမ်းပြင်ပေါ်မှာတေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ဂျက်ဟာအေဂျင့်တွေကိုတိုက်ခိုက်ရင်အပြစ်ခံလိုက်ရတာဖြစ်ပြီးသူ့ရဲ့သစ္စာရှိမှုကိုတတ်သိပြသွားတာပါ။မေဆန်ကသူ့ရဲ့ဆွတ်လွတ်မှုကိုတိတ်တဆိတ်ကျေးဇူးတင်လိုက်ရပါတယ်။အဲ့ဒီနောက်မေဆန်ဟာဖုန်းတစ်လုံးထုတ်ပြီးတစုံတစ်ယောက်စီကိုကြိုတင်စည်းရင်းသွင်းဖို့ဖုန်းဆက်လိုက်ကဖုန်းကိုပြစ်ထုတ်လိုက်ပါတယ်။ဂျေစီကဂျက်အကြောင်းမေးပေမဲ့မေဆန်ကခွေးသေးသွားပြီလို့မပြောဘဲအဲ့ဒီစားဂျေစီကိုလှေပေါ်မြန်တင်ပြီးသူတို့ကျွန်းကနေထွက်ပြေးခဲ့ပါတယ်။တစ်ဖက်မှာလည်းစစ်စင်ရေးကြာဆုံးသွားပြီးနောက်တိကိုထိန်းချုပ်ထားတဲ့သူတွေကအခြေအနေကိုပိုပြီးတင်းမာစေခဲ့ပါတယ်။သူတို့ဟာဂျိမ်းလို့ခေါ်တဲ့လူသက်သမားတစ်ယောက်ကိုအသက်သွင်းလိုက်ပြီးမေဆန်နဲ့ဂျေစီနှစ်ယောက်လုံးကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်။မနေ့ရောက်တဲ့အခါမေဆန်နဲ့ဂျေစီတို့ကုန်းတွင်းပိုင်းကိုရောက်ရှိလာခဲ့ပါတယ်။မေဆန်ကဂျေစီကိုသူ့ရဲ့တက်နဲ့ပေးထားခဲ့ပြီးသူကိုယ်တိုင်ရှေ့ကနေသွားပါတယ်။သူကတကားတစ်ခုကိုဖွင့်ပြီးအိမ်တိန်ထဲကိုဝင်သွားပါတယ်။မေဆန်ဟာအဲ့ဒီနေရာကိုစစ်ဆေးနေတော့မှပဲတစ်ဖက်ကနေကောင်လေးတယောက်ထွက်လာပြီးနောက်တစ်ဖက်ကနေလူတယောက်ကသူတို့စီကိုရောက်လာပါတယ်။ဒါပေမဲ့ဂျေစီဟာကြားဖြတ်ဝင်ပြောပြီးမေဆန်ရဲ့တက်နဲ့တရားကိုကုသပေးဖို့အဲ့ဒီလူကိုတောင်းဆိုပါတယ်။အဲ့ဒီလူကလည်းသူတို့ကိုကူညီဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ M1 ရုံကတာဝန်ရှိတဲ့သူတွေကသူတို့လိုက်လံဖမ်းဆီးနေတဲ့သူဟာတကယ်တော့သူတို့လူဟောင်းတယောက်ဖြစ်နေတယ်ဆိုတာကိုသူတို့သိသွားခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲမေဆန်ရဲ့တရားဝင်ဖိုင်တွေကပြုပြင်ပြောင်းလဲခံထားရတာဒါမှမဟုတ်လုံးဝဖယ်ရှားခံထားရတာကိုသူတို့တွေ့ရှိခဲ့ပါတယ်။စတီဗင်ကလည်း M1 ကအနီးကပ်ရောက်ရှိလာနေပြီဆိုတာကိုနားလည်လိုက်ပါတယ်။ဒါကြောင့်သူကဂျိမ်းကိုမေဆန်နဲ့ဂျေစီနှစ်ယောက်လုံးကိုတပ်ပစ်ဖို့လျှို့ဝှက်ညွှန်ကြားလိုက်ပါတယ်။ဒီတော့တွင်မှာမေဆန်ရဲ့ကုသမှုပြီးဆုံးသွားခဲ့ပြီးအရှင်ရဲ့တာဖြစ်သူကရဲကိုဖုန်းဆက်လိုက်တာကိုသူသိလိုက်ပါတယ်။သိမကြခင်မှာပဲဂျိမ်းနဲ့ရဲတွေရောက်ရှိလာခဲ့ပါတယ်။ဂျိမ်းကမေဆန်နဲ့ဂျေစီကိုပြစ်ဖို့ကြိုးစားပေမဲ့လွဲသွားခဲ့ပါတယ်။မေဆန်ကရဲရရှိရှိကလက်နက်တွေကိုဖြုတ်လိုက်ပြီးဂျေစီနဲ့အတူနောက်ဖေးကနေထွက်ပြေးသွားခဲ့ပါတယ်။သူကရဲကားတစ်စီးကိုခိုးယူပြီးမောင်းထွက်သွားရာဂျိမ်းကလည်းသူတို့နောက်ကိုဆက်တိုက်လိုက်နေပါတယ်။ညထန်တဲ့ကားမောင်းပြန်ဝယ်ဖြစ်သွားပြီးနောက်ဆုံးမှာတော့မေဆန်ကဂျိမ်းရဲ့ကားကိုဖျက်ဆီးပစ်ခါရှေ့ကနေလွတ်အောင်ပြေးနိုင်ခဲ့ပါတယ်။ဒီလိုကြာကြီးပြေးလာပြီးတော့မေဆန်ဟာရဲကားကိုဆုံးပစ်လိုက်ပြီးတခြားကားတစ်စီးကိုပြောင်းစီကသူတို့အဖက်စီးမခံရအောင်အောင်မြင်စွာရှောင်တိန်နိုင်ခဲ့ပါတယ်။သူတို့နောက်မှာတော့ဂျိမ်းဟာကားမောက်ရွာနေပြီးတော့ဒဏ်ရာတွေနဲ့အသက်ရှင်ကျန်ရင်းနေခဲ့ကသူ့ရှေ့ကိုဆက်သွားတော့သူ့ရှေ့မှာအရာရှိတွေနဲ့ရဲတွေကရောက်နေတာကိုတွေ့ပြီးသူတို့ကိုတနက်နဲ့ပြစ်ခတ်ပါတယ်။အဲ့ဒီချိန်မှာပဲ Robert လို့ခေါ်တဲ့အဆင့်မြင့်အရာရှိတယောက်က Steven စီကိုဆက်သွယ်ပြီးမေဆန်ကြောင်းမေးမြန်းပါတယ်။ Steven ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမေဆန်ဟာအထူးစစ်စင်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်ခဲ့ကြောင်းကိုရှင်းပြပါတယ်။စစ်စင်ရေးတစ်ခုတွင်မှာမေဆန်ဟာနိုင်ငံသားတယောက်ကိုလောက်ကျန်ဖို့မိန့်ပေးခံရပေမဲ့မေဆန်ဟာညှင်းဆန်ပြီးတပ်ဖွဲ့ကနေထွက်ခွာသွားပါတယ်။ စတီဗင်ကဒီချက်ကြောင့်မေဆန်ဟန်အန်နီရဲ့ရှိတဲ့ဝန်တော့ဝန်ဖြစ်လာတယ်ဆိုတာကိုပြောပြီးသူ့ကိုဖယ်ရှားဖို့အစွမ်းကုန်အသုံးချဖို့ရောဘတ်ကိုညွှန်ကြားပါတယ်
ရောဘတ်ကထပ်မံစုံစမ်းလိုက်တဲ့အခါမှာတော့မေဆန်ကိုတက်ခိုင်းတဲ့သူကရန်သူမဟုတ်ပဲမဟာမိတ်နျူကလ িয়ার သိပ္ပံပညာရှင်တစ်ယောက်ဖြစ်နေတာကိုတွေ့ရှိသွားပါတယ်။မေဆန်ရဲ့လုပ်ရတဲ့နောက်ကအမှန်တရားကိုရောဘတ်သိသွားပြီဆိုတာကိုစတီဗန်သိလိုက်ပါတယ်။သူတို့ခီးဆက်နေတော့မှမေဆန်ကဂျေစီကိုတီတီငြိမ်ငြိမ်နဲ့အာယုံဆိုင်ထားဖို့ပြောပါတယ်။သူတို့ဟာဘေးကင်းတဲ့နေရာတစ်ခုကိုရောက်သွားပြီးမေဆန်ရဲ့တငယ်ချင်းဟောင်းတယောက်နဲ့တွေ့ဆုံပါတယ်။အဲ့ဒီတငယ်ချင်းကမေဆန်ရဲ့မူလကိုရေးရာဇဝင်ကိုနာမည်ကြီးကျန်းဖတ်သမားတယောက်ရဲ့နာမည်နဲ့အစားထိုးခံလိုက်ရတာဖြစ်ပြီးဒါကြောင့်မေဆန်ဟာအစိုးရအဖွဲ့ရဲ့အသက်ခံရမယ့်စီးရင်ထဲမှာပါသွားတာဖြစ်ကြောင်းကိုဖွင့်ဟလိုက်ပါတယ်။မေဆန်ကသူ့တငယ်ချင်းကိုဂျေစီကိုကာကွယ်ပေးဖို့တောင်းဆိုပေမဲ့သူ့တငယ်ချင်းဖြစ်သူကသူဟာပြင်းထန်တဲ့ယောဂခံစားနေရလို့မကူညီနိုင်ကြောင်းကိုဝန်ခံပါတယ်။အဲ့ဒါနဲ့မေဆန်ကဂျေစီကိုတခြားနေရာဖြတ်ပြောင်းမှုကိုဆုံးဖြတ်လိုက်ပါတယ်။သူတို့ထွက်ခွာသွားတော့မယ့်အချိန်မှာပဲဂျိမ်းမြောက်လာပြီးသူတို့ကိုတိုက်ခိုက်နေတာကြောင့်မေဆန်နဲ့ဂျိမ်းကြားမှာပြင်းထန်တဲ့တိုက်ပွဲဖြစ်ပါပါတယ်။ဒါပေမဲ့မေဆန်ကသူ့ကိုဒဏ်ရာရအောင်လုပ်ခဲ့ပြီးဂျေစီနဲ့တူထွက်ပြေးနိုင်ခဲ့ပါတယ်။မလန်းမကမှာပဲမေဆန်ရဲ့တငယ်ချင်းကကြံတဲ့ခရီးအတွက်ဖုန်းတစ်လုံးနဲ့သူ့ရဲ့ကားကိုပေးလိုက်ပါတယ်။ဂျေစီကမေဆန်နဲ့တူနေခြင်းပေမဲ့အခုချိန်မှာကအရေးကြီးဆုံးကသူတို့ကိုတတ်ဖို့ကြိုးစားနေတဲ့သူကိုရှင်းပြဖို့ပဲဖြစ်ကြောင်းမေဆန်ကရှင်းပြပါတယ်။အဲ့ဒီညမှာသူတို့နှစ်ယောက်ဟာလန်ဒန်ကညကလပ်တစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ပေါ့ဝလုံခြုံရေးတွေကမေဆန်ကိုတားဖို့ကြိုးစားပေမဲ့သူကအတင်းတွန်းဖယ်ပြီးဝင်သွားပါတယ်။အထက်မှာတော့စောင့်ကြည့်ကင်မရာတွေကမေဆန်နဲ့ဂျေစီညောင်လုံးကိုမှတ်တမ်းတင်ထားလိုက်ပါတယ်။စတီဗန်နဲ့M1စစ်အရာရှိတွေကသူတို့ကိုချက်ချင်းတွေ့သွားပါတယ်။မေဆန်ကကလပ်ထဲကရာဇဝတ်ခိုင်ကောင်းဆောင်တယောက်နဲ့တွေ့ပြီးဂျေစီကိုဘေးကင်းတဲ့နေရာပို့ပေးဖို့ငွေကြေးနဲ့နာမည်အသစ်တစ်ခုစီစဉ်ပေးဖို့တောင်းဆိုပါတယ်။ခိုင်ကောင်းဆောင်ကအစပိုင်းမှာညှင်းဆန်ပေမဲ့မေဆန်ကသူ့ရဲ့ဟက်ကာစီမှာအဲ့ဒီခိုင်ကောင်းဆောင်ရဲ့မိန်းကလေးမောင်ခုတ်ကူတဲ့ကွန်တိန်နာအသေးစိတ်ချက်လက်တွေပြည့်စုံရှိနေပြီးအဲ့ဒီချက်လက်တွေကိုအာနာပိုင်တွေစီပေးလိုက်နိုင်တယ်လို့တတိပေးလိုက်ပါတယ်။ M1 စစ်ပါဝင်ပတ်သက်လာမယ့်ချင်းချောက်မှုကိုကြားလိုက်ရတဲ့အခါခိုင်ကောင်းဆောင်ကသဘောတူလိုက်ပါတယ်။ဂျေစီကသူမကိုပါခေါ်သွားဖို့မေဆန်ကိုအတနာခံပေမဲ့မေဆန်ကဒါဟာမဖြစ်နိုင်ဘူးလို့ရှင်းပြကခိုင်ကောင်းဆောင်ကမေဆန်ကိုနိုင်ငံကူးလက်မှတ်နဲ့ငွေကြေးတွေပေးပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲစတီဗင်ရဲ့စနိုက်ပါအဖွဲ့တွေကမေဆန်နဲ့ဂျေစီကိုတပ်ဖို့ကလပ်ကိုရောက်လာကြပါတယ်။မေဆန်ကပြန်လည်တိုက်ခိုက်ပေမဲ့ရုံးရင်ဆန်ခတ်ဖြစ်နေတော့မှသူတို့တွေကတယောက်ကဂျေစီကိုပြန်ပေးဆွဲပြီးခေါ်သွားနိုင်ခဲ့ပါတယ်။မေဆန်ဟာသူ့တငယ်ချင်းစီချက်ချင်းဖုန်းဆက်ရာတငယ်ချင်းကဂျေစီရဲ့တီနီယာကိုခြေရခံပြီးသူမဟာဗန်ကားတစည်းရဲ့မှာရှိနေကြောင်းကိုအတည်ပြုပေးပါတယ်။မေဆန်ကတိုက်ခိုက်သူတွေကိုဂျားဖြတ်ဟန်တာပြီးဂျေစီကိုကယ်တင်ပါတယ်။သူမနဲ့တူဆိုင်ငယ်နဲ့ထွက်ပြေးနေချိန်မှာဂျိမ်းကအနောက်ကနေဇက်တိုက်လိုက်နေပါတယ်။နောက်ဆုံးမှာသူတို့တင်မောချင်းကိုရောက်သွားပြီးမေဆန်ကဂျေစီဘေးကင်းဖို့အတွက်သူမကိုပို့ဆောင်ဖို့ပြင်ဆင်ပါတယ်။ဂျေစီကမသွားခြင်းပဲမေဆန်နဲ့ပဲနေခြင်းပဲမေဆန်ကအတင်းကျပ်လွှတ်လိုက်ပါတယ်။မေဆန်ကထွက်ခွာတော့မယ်လှေပေါ်ကိုဂျေစီကိုတွန်းတင်လိုက်ပြီးသူမဘေးကင်းစွာထွက်ခွာနိုင်အောင်လုပ်ပေးကဂျိမ်းကိုရင်ဆိုင်ဖို့ပြန်လှည့်လာပါတယ်။နောက်တစ်ကြိမ်ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားပြီးနောက်ဆုံးမှာတော့ဂျိမ်းကိုတပ်ပြစ်လိုက်ပါတယ်။ရန်နေငယ်ကြမှာမေဆန်ဟာဂျိမ်းရဲ့အလောင်းကိုစတီဗင်ရဲ့အိမ်ကိုယူသွားပြီးသူ့ကိုရင်ဆိုင်ပါတယ်။စတီဗန်ကမေဆန်ကိုအထူးတက်ဖက်ရဲပြန်ဝင်ပြီးသူ့ဘဝဟောင်းကိုပြန်ဆဖို့အခွင့်အရေးပေးပေမဲ့မေဆန်ကညှင်းပယ်ပြီးထွက်မသွားခင်စတီဗန်ကိုပြစ်တက်လိုက်ပါတယ်။နောက်ဆုံးပိုင်းမှာတော့ဂျေစီကစပိန်နိုင်ငံကဖေးတစ်ခုမှာထိုင်နေပါတယ်။ရောဘတ်ကသူ့မကိုကင်မရာတွေကတဆင်ကြည့်နေပေမဲ့ဂျေစီကိုဘာနောက်ရှက်မှမပေးခဲ့ပါဘူး။ဂျေစီကမေဆန်စီကပို့လိုက်တဲ့လက်ဆောင်တစ်ခုကိုလက်ခံရရှိပြီးသူမဟာသူ့ကိုတွေ့လို့တညာအပြင်ကိုပြေးထွက်သွားပေမဲ့သူကတော့ထွက်သွားနေပါပြီ။ဒါတော့မှမေဆန်ဟာသူမနဲ့တူစိတ်ချင်းရင်းနှီးနေတာကိုသိလိုက်ရလို့ဂျေစီဟာစိတ်သက်သာရသွားခဲ့ပါတယ်။အဲ့လိုနဲ့ပဲဇလန်းလေးကပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ